ဒီနာမည်ရပါလားနာမည်အရင်ကတိတ်မြတ်မြန်မာခင်ဗျအဲကြောင့်ဗီတာမင်ဖြစ်တယ်ဘာလို့ဗီတာမင်ဖြစ်နေရလဲဆိုတော့ပရိသတ်တွေကိုဒါအားအပြည့်ဖြည့်ပေးခြင်းလို့ဟုတ်ပြီမင်းရဲ့ဆယ်လီထက်ပိုပြီးတော့ဒီတပူများနေဟုတ်လူညာရှင်တွေတော့ပိုများနေသေးတယ်ဟုတ်မင်းတွားလေးရောဒီကောက်ကိုလိုက်နေတယ်အများကြီးဟုတ်မင်းနဲ့ဓာတ်ပုံတွေရိုက်ရှင်တဲ့လူတွေမင်းကိုရိုက်ထားခြင်းတဲ့လူတွေအများကြီးဒါကြောင့်ဖြစ်တယ်ချစ်လို့ပါဦးဘာလို့လဲဆိုတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့ကျွန်တော်ပုံစံတိုင်းပဲကျွန်တော်နေရပါတော့ဒါလေးကိုသူတို့ချစ်ကြအဲ့တော့တောက်ကိုဘာကြောင့်ဒီဇလန်တွေရုပ်ရှင်တွေဘာကြောင့်ထည့်ရကြလဲဘာလို့ထည့်ရတာလဲဆိုတော့ပွင့်နေပြောလို့ရှိရင်ပထမတစ်ခုကတော့ဒီဇက်ကောင်းတဲ့သားနဲ့လိုက်မယ်လို့ထင်လို့ပေါ့ဒုတိယတစ်ခုကတော့တောက်ကိုချစ်ပေးနေပရိသတ်တွေရှိရကြောင်းလည်းပါမယ်ထင်ပါတယ်ဘာကြောင့်ပရိသတ်ကတောက်ကိုအဲ့လိုတကောက်လိုက်ဘာလို့လဲဆိုတော့မသိဘူးမပြောတော့ဘူးဒါပေမဲ့ပရိသတ်ကချစ်လို့ပေါ့ဒီလေးမရပါဆိုတော့တာပြည့်တယ်ယူဟုတ်ချစ်လို့ပါပဲအဲ့တော့ဒီပရိသတ်ကတားစီရဘာလို့ချင်တာလဲဘာမှမလို့ချင်ဘူးတေးကြရတယ်သူတို့တားချင်တယ်ဘာမှမလို့ချင်ဘူးသူတို့လို့ချင်တာကတော့တားကိုတွေးချင်တယ်ပြီးလို့ရှိရင်တားကိုတွေးရင်သူတို့ပျော်တယ်အဲ့လောက်ပါပဲဘာမှသူတို့မှအတ္တမရှိဘူးအဲ့တော့ဒါကဘယ်လမ်းကိုသွားမှာလဲပြီးတဲ့အလူလိုက်မှာလားမဟုတ်ဘူးခင်ဗျကျွန်တော်ပရိသတ်နဲ့ကတေးချတယ်ကျွန်တော်လုပ်တဲ့အရာတိုင်းကိုသူတို့ဘေးနားနေပြီးတော့အကောင်းဆုံးပံ့ပိုးပေးမှာအဲ့လိုမျိုးပေါ့ကျွန်တော်ကသူတို့ရဲ့စိတ်ကိုလိုက်ပြီးတော့လုံမှာမျိုးတော့မဟုတ်အဓိကတော့ပရိသတ်မညိုညင်အောင်တော့နေမှာပေါ့နော်ဒါပေမဲ့ကိုလှုပ်ချင်တဲ့အနုပညာကိုအကောင်းဆုံးပုံဖော်မယ်ကျွန်တော်ပုံဖော်တဲ့ဟာကိုသူတို့ကလိုက်ပြီးတော့ဒါသူတို့တက်နိုင်တဲ့လောက်အစွမ်းရှိတဲ့လောက်ဖြည့်ဆည်းပေးမှာပေါ့အဲ့တော့အောက်မြင်တာမမြင်ဘူးလားမြင်တာပေါ့ဦးဟုတ်ဟေးဘာလို့မြင်စမ်းအောက်မြင်တီးဒါကန်ပေါ့အရင်ဘကပေးခဲ့တဲ့ကန်လေးလည်းပါတာရောပြီးတော့ဒါလည်းကိုစွမ်းရှိတဲ့လောက်စူးစမ်းနေရအကြောင်းရဲလို့ထင်ပါတယ်ခင်ဗျအဲ့တော့စာချုပ်တွေရှိရတယ်စာချုပ်လားဟုတ်မိမိမွေးနဲ့ရှိပါတယ်ခင်ဗျမိမိမွေးနဲ့ဆိုတော့ကိုမျိုးကဒီတဲလဲနေပေါ်ထားတဲ့ member တွေလို့တော့စာချုပ်မရှိဘူးပြောဟုတ်အဲ့ဘာချုပ်တာလဲညာဒါတို့ကပွင့်နေပြောလို့ရှိရင်မိမိမွေးနဲ့အခုဆိုလို့ရှိရင်လောက်ရမယ့် project တွေအများကြီးရှိရပေါ့နော်ဒါလှုပ်လဲအလုပ်နေရအကောင့်ထဲလဲဖော်နေရအများကြီးရှိရဆိုတော့ကြတော့မိမိမွေးနဲ့ဒါနဲ့အလုပ်တွဲလုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပါခင်ဗျအဲ့မိမိရဲ့စင်တင်မင်းသားပဲဟုတ်ပါတယ်ခင်ဗျဒါတခုကိုသားကြီးရဲ့ကားထဲမှာဒါဗီဒီယိုတုပ်ဆောင်ဒီကားမှာတော့ဒါဒီဆိုပြေဆိုတဲ့ဘုံကျောင်းသားလေးနေရာနေပြီးတုပ်ဆောင်ပါပါခင်ဗျဟုတ်ဘုံကျောင်းသားတွေကိုလေ့လာပါတက်နိုင်တဲ့လောက်တော့လေ့လာထားပါတယ်သူတို့ဘယ်လိုနေဘုံကျောင်းသားမျိုးကျွန်တော်ကတော့ပွင့်ပြောလို့ရှိရင်တော့တလွဲတွေပဲလုပ်တတ်တဲ့အဲ့လိုမျိုးပျော်နေတတ်တဲ့ဘုံကျောင်းသားပေါ့ဘုံကျောင်းသားတိတ်တက်နေမတက်ပါဘူးကျွန်တော်ရတယ်ခဏနေကြရင်မဲပလိုက်လို့ရရဲဇန်ပတ်သက်တာပြီးတော့ပါလို့ဟုတ်ကဲ့ပါကျွန်တော်ဒီရဲရစာဆိုရဲဒါရုပ်ရှင်ကားကြီးရကြတော့ကောမဒီတွေမဟုတ်ဘဲနဲ့ပေါ့နော်ဟော်ရာဘိုက်လည်းသွားမယ်ပြီးလို့ရှိရင်ဒါပရိသတ်ကိုဒါရှိရှုတဲ့အခါမှာရသမျိုးစုံပေးနိုင်ပြီးတော့ဒါတကယ်ကိုကြည့်လို့ကောင်းမဲ့ဇာတ်ကားဖြစ်မှာပါအဲ့တော့အားလုံးပဲလာရောက်အားပေးဖို့အတွက်အားလုံးဖိတ်ခေါ်ပါရခင်ဗျဒါကိုဆက်သွယ်ကြည့်ရတာကိုဆက်သွယ်ခြင်းလို့ရှိရင်ဒါရဲ့ Facebook page တွေပြီးတော့Facebook account တွေမှာဆက်သွယ်လို့ရတယ် contact တင်ထားပါရခင်ဗျဆက်သွယ်မိမိမွေးအပြင်စားအဒီကုမ္ပဏီရဲ့ပြည့်နေရတယ်ရတာပေါ့ခင်ဗျဘယ်ကုမ္ပဏီနဲ့မဆိုရိုက်လို့ရပါတယ်ဒါမိမိမွေးရတာကိုအဲ့လိုမျိုးချုပ်ကင်ထားတယ်မရှိပါဘူးအကုန်လုံးပြောလဲလောက်ခွင့်ပေးထားပါတယ်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျ